ဧည့်သည်ကမုတ်ဖိုးပေးခဲ့တာကိုပြန်မပြောပြလို့ဆိုကဆိုင်ရှင်ကဝန်ထမ်းကိုထုရိုက်တပ်ဖြတ်မှုဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိပီတာဘာဆိုင်မှာလူသတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မေလ4 ရက်နေ့ညပိုင်းကဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ပီတာဘာဆိုင်ရှင်ကဆိုင်ဝန်ထမ်းအမျိုးသမီးကိုထုရိုက်တပ်ဖြတ်ကထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါဗျ။ဆိုင်မှာအလုပ်လုပ်တဲ့ကောင်မလေးကိုဧည့်သည်ကမုတ်ဖိုးပေးသွားတာအဲ့ဒါကိုကောင်မလေးကဆိုင်ရှင်ကိုမပြောဘဲနေလို့ဆိုပြီးဆိုင်ရှင်ကထိုးကျိတ်ကန်ကြောက်ထားခဲ့တာသူကဆိုင်ငယ်နဲ့ထွက်ပြေးသွားတယ်မနှက်ကျသေနေတဲ့အနေအထားနဲ့ဆိုင်မှာကောင်မလေးကိုတွေ့ကြတာကောင်မလေးက16နှစ်ပဲရှိသေးတယ်လို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်တေဆုံးသူဟာဝါဆိုင်ဝန်ထမ်းအဖြစ်လာရောက်လုပ်ကိုင်နေသူအသက်16နှစ်အရွယ်မတ်ဖူးပွင့်ဝေဖြစ်ပြီးမျက်နှာလက်နဲ့ဝမ်းပိုက်တို့မှာညှို့ပန်းတန်ရာတွေနဲ့တေဆုံးခဲ့တယ်လို့သိရကဆက်ဆံထုံးစေယုံရှိရင်ခွဲယုံမှာရုပ်အလောင်းကိုစစ်ဆေးနေတယ်လို့သိရပါတယ်။ပထမဆိုင်ရှင်ရဲ့မိန်းမကကလေးမလေးသူ့ဘာသာတည်တယ်လို့သတင်းပေးတော့စီပင်တွေနဲ့ရက်ကွက်ကလူတွေကလှုပ်ရိုးလှုပ်စင်အတိုင်းလှုပ်ကြတာရဲကလာစစ်တော့အလောင်းကမူမမှန်လို့ရင်ခွဲယုံပို့ပြီးတေချာပြန်စစ်မယ်လို့တော့တရခန်ကအဲ့နေမနဲ့ကလေးကဆိုင်ကယ်နဲ့ထွက်ပြေးသွားတာပတ်စံမအဲ့လိုကောင်မလေးကိုထိုးကြိတ်တာလက်လွန်သွားတာကိုမိန်းမဖြစ်သူကဖုံးဖိပေးထားတာလို့ဒေသခံတဦးကထပ်မံပြောဆိုပါတယ်။လူသတ်မှုကျူးလွန်ခဲ့သူဘာဆိုင်ပိုင်ရှင်အောင်မျိုးသူခေါ်ပီတာဆိုသူကိုတော့စစ်ကော်မရှင်ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးနေတယ်လို့သိရပြီးမေလ6ရက်ဒီကနေ့ထိဖမ်းဆီးရမိတာမရှိသေးဘူးလို့သိရပါတယ်ရှင်။ဧည့်သည်ကမုတ်ဖိုးပေးခဲ့တာကိုပြန်မပြောပြလို့ဆိုကဆိုင်ရှင်ကဝန်ထမ်းကိုထုရိုက်တပ်ဖြတ်မှုဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိပီတာဘာဆိုင်မှာလူသတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မေလ4 ရက်နေ့ညပိုင်းကဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ပီတာဘာဆိုင်ရှင်ကဆိုင်ဝန်ထမ်းအမျိုးသမီးကိုထုရိုက်တပ်ဖြတ်ကထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါတယ်။ဆိုင်မှာအလုပ်လုပ်တဲ့ကောင်မလေးကိုဧည့်သည်ကမုတ်ဖိုးပေးသွားတာအဲ့ဒါကိုကောင်မလေးကဆိုင်ရှင်ကိုမပြောဘဲနေလို့ဆိုပြီးဆိုင်ရှင်ကထိုးကျိတ်ကန်ကြောက်ထားခဲ့တာသူကဆိုင်ငယ်နဲ့ထွက်ပြေးသွားတယ်မနှက်ကျသေနေတဲ့အနေအထားနဲ့ဆိုင်မှာကောင်မလေးကိုတွေ့ကြတာကောင်မလေးက16နှစ်ပဲရှိသေးတယ်လို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်တေဆုံးသူဟာဝါဆိုင်ဝန်ထမ်းအဖြစ်လာရောက်လုပ်ကိုင်နေသူအသက်16နှစ်အရွယ်မတ်ဖူးပွင့်ဝေဖြစ်ပြီးမျက်နှာလက်နဲ့ဝမ်းပိုက်တို့မှာညှို့ပန်းတန်ရာတွေနဲ့တေဆုံးခဲ့တယ်လို့သိရကဆက်ဆံထုံးစေယုံရှိရင်ခွဲယုံမှာရုပ်အလောင်းကိုစစ်ဆေးနေတယ်လို့သိရပါတယ်။ပထမဆိုင်ရှင်ရဲ့မိန်းမကကလေးမလေးသူ့ဘာသာတည်တယ်လို့သတင်းပေးတော့စီပင်တွေနဲ့ရက်ကွက်ကလူတွေကလှုပ်ရိုးလှုပ်စင်အတိုင်းလှုပ်ကြတာရဲကလာစစ်တော့အလောင်းကမူမမှန်လို့ရင်ခွဲယုံပို့ပြီးတေချာပြန်စစ်မယ်လို့တော့တရခန်ကအဲ့နေမနဲ့ကလေးကဆိုင်ကယ်နဲ့ထွက်ပြေးသွားတာပတ်စံမအဲ့လိုကောင်မလေးကိုထိုးကြိတ်တာလက်လွန်သွားတာကိုမိန်းမဖြစ်သူကဖုံးဖိပေးထားတာလို့ဒေသခံတဦးကထပ်မံပြောဆိုပါတယ်။လူသတ်မှုကျူးလွန်ခဲ့သူဘာဆိုင်ပိုင်ရှင်အောင်မျိုးသူခေါ်ပီတာဆိုသူကိုတော့စစ်ကော်မရှင်ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးနေတယ်လို့သိရပြီးမေလ6ရက်ဒီကနေ့ထိဖမ်းဆီးရမိတာမရှိသေးဘူးလို့သိရပါတယ်ရှင်။